hydro bike ပေါ့နော်ပတ်ပတ်လဲခြေအားကိုအနောက်မှာပန်ကတိတိလေးပါတယ်နော်ဒီစထွက်တဲ့နေရာတမိုင်ဝန်းကျင်တော့ရောက်နေပြီဒီအရှိန်နာတော့ရင်တော့နည်းနည်းခက်ခဲမယ် But the white ones, they don't hang out with the brown ones, and they don't have the same. No, segregated. but they have completely different behavior. ကဲအားလုံးမင်္ဂလာပါကျွန်တော်ကတော့ Foodie with F ပါကိုယ်တော့ကျွန်တော်အရင်တော့ရေးဦးတဲ့ article အကြောင်းပေါ့နော် hydro bike ကိုကျွန်တော်စီးနေပါတယ်စင်ကြီးရဒီကတော့ Monterey California မှာရှိတဲ့စိတ်ကမ်းမြို့တစ်ခုတည်းကဒီလို water sport စီးလို့ရတဲ့နေရာဖြစ်ပါတယ်ခါရဓမားတွေ boat ဓမားတွေ paddle board standing paddle board hydro bike အစုံရှိတဲ့နေရာပါကျွန်တော်ရှေ့မှာပါရှိလဲဆိုကျွန်တော်ဆက်ပြမယ်နော်နည်းနည်းတော့အေးရခဲ့ဒါကတော့ကျွန်တော်ရဲ့ hydro bike ပေါ့နော်ပတ်ပတ်လဲခြေအားကိုအနောက်မှာပန်ကတိတိလေးပါတယ်နော်နောက်ပြီးလက်နဲ့လော်တက်ရောတခုထည့်ထားပေးရဲ in case ဒီဒေါင်းမှာရွှွန့်နေမြက်အရှည်ကြီးနဲ့ညှိတတ်တယ်ပေါ့နော် safety အရာကတော့ဒေါင်းကိုမစီးပါနဲ့ပေါ့နော်ကန်းနာကိုမစီးပါနဲ့ကန်းနာမှာမြက်အရှည်ကြီးရှိလို့အလဲကနေပဲစီးပေးပါလို့ပြောပါတယ်နော်ဒီကနေရှေ့ကိုတမိုင်ဝန်းကျင်လောက်ထိမောင်းရမယ်နော်ဒီစပိန်ကတိတ်မတော်အောင်ဆိုတော့တမိုင်လောက်ဆိုတော့ဤစိတ်နေလောက်ရောပဲရောက်ထဲမှာတော့ငါးအစုံပဲเนาะjellyfish တွေတွေ့ရတယ်ရေကြီးအရှည်ကြီးမြက်တွေပေါ့เนาะနောက်အရှိမဆိုရင်လည်းဒီမြက်တွေဟိုဘက်တောင်မှာဆိုလည်းမြက်တွေအများကြီးပဲเนาะဟိုရေတက်တော်တွေနဲ့ဒီ sea order တို့ sea တို့နဲ့တို့ရင်အနားမကပ်ဖို့နဲ့เนาะအဝေးကြီးကနေနေပေးဖို့ခါရငါးစီးစာပေါ့နော်လေငါးစီးစာခွာဝေးနေပေးပါဆိုမှပြောပါတယ်အပြန်ကတော့လွယ်လိမ့်မယ်နော်ဘာဖြစ်လို့လဲဆိုတော့အပြန်ကကျတော့ရေစီးကြောင်းနဲ့တွားလိုက်ရုံနဲ့အသက်ပဲနည်းနည်းအားနည်းနည်းစိုက်ရတယ်နော်နောက်ပြီးဒီထဲမှာဟို sea order အများကြီးပဲနော်နောက်ပြီးဒီ sign တွေလည်းရှိရမနေ့လည်း sorry ရ9နာရီကျော်တော့မှာရာဒီယိုတူကအရန်တာရတယ်ဒီရ morning exercise လုပ်ကိုတီးရနော် share ပဲ relax ဖြစ်တယ် weekend မှာလာလို့ကောင်းတဲ့နေရာပေါ့နော်ဒီစပိန်ငါးခါကတော့တယောက်ကို90နောက်ပြီး2 hours ပေးရနော်2နာရီစီးလို့ရတယ်နောက်ပြီးနောက်ကျတဲ့ fees တွေလည်းရှိရ rescue fees တွေလည်းရှိရပေါ့နော်ဟိုတကယ်လို့အပြင်မှာကြက်သွားရဲဆိုရင် rescue fee တွေပါပေးရမှာနော်ဒီအရှိအကွေနာကနေဟိုဘက်တွားလိုက်ပြီဆိုရင်ရေကြီးအရင်များပါပြီနော်ခါရက်ဓမားတွေပဲတွားလို့တင်တယ်ပေါ့နော်ဒီ hydro bike ဓမားတွေကတော့ကန်းနာတွားလို့ရှိရင်ညှိကုန်ပဲပေါ့နော်မြက်အရှိကြီးနဲ့ဒီဘက်တောက်မှာကျတော့စီးဦးတွေရှိရနော်သူတို့ရဒီဘယ်လိုပြောဖြန်နေပေါ့နော်သူတို့ကကုန်းပေါ်မှာဆိုရင်လူတွေကိုရှက်ရှက်လေးနဲ့ကြည်တတ်ကြတယ်ရေထဲမှာဆိုတော့တို့ဆရာကြီးရေပေါ့နော်ဒီလိုအဝိုင်းအောင်အတုံးနော်မပြောဒီနှချောင်းပါမယ်နောက်ပြီးဒီစပိန် gear box ပါမယ်ဒီနာကအရှိမှကြတော့အရေးပေါ့နော်ဖုန်းတို့ပါတော့ထက်စာရွက်တွေလည်းပါပြီးဒီမှာပါရဲ့ဟိုတရိတ်ဆန်တွေပါရှိလဲဆိုတာပြပြီးဟာပေါ့နော်ကျွန်တော်အနီးကပြပေးမယ်ဒါကတော့ချိန်နှုံး set up နော်ဒီကောင်ကတော့ဖြုတ်လို့ရတယ်နော်ဒီလိုကန်တောင်နားမှာကြက်တယ်ပါညာဆိုရင်တော့တို့ရဲ့နော် higher ပါညာငားလို့ရတဲ့နေရာဒီကဖြုတ်လို့ရရဲ့အရှင်ပဲဘွက်တွေပါထိုးမိလှုပ်လို့ရဒီကောင်ကကျတော့ရေတိမ်တဲ့နေရာရောက်ရင်ဒါကိုမလိုက်အောင်မယ်နော်ဒီမှာတို့ရဲ့ဒီပန်ကာလေးပေါ့နော်စပိန်နေပန်ကာပါတယ်ရေတိမ်တဲ့နေရာမှာဆိုမလိုက်ရေညှိညှိရဆိုရင်အဲ့ဒါကိုပြန်မပြီးတော့တန့်ရှင်းလုပ်ပြီးပြန်မောင်းမယ်နော်ပြန်ချလိုက်လွယ်လွယ်လေးပဲနော်ကျွန်တော်ဆက်စီးလိုက်အောင်မယ်ဒီနာအခုကျွန်တော်တို့ကတော့ဒီစထွက်တဲ့နေရာတမိုင်ဝန်းကျင်တော့ရောက်နေပြီဒီအရှိန်နာတော့ရင်တော့နည်းနည်းခက်ခဲမယ်နော်ဒီတစ်ဝိုက်ကတော့အဆင်ပြေရယ်ကျွန်တော်ထူးဆန်းတဲ့ trace ဆန်တွေတို့လိုရဲ့ hang out ပုံလေးတွေကိုရှာပြီးကျွန်တော်ရိုက်လိုက်အောင်မယ်နော်ရှေ့တဲ့မှာငှက်မျိုးစုံရှိရနော်ကင်မရာ GoPro ကကြတော့ zoom ကအဲ့လိုမကောင်းဘူး
ဒါကျွန်တော်ရဲ့ maximum zoom နဲ့လောက်ထားတယ်နောက်ပြီးအနီးကပ်သွားဖို့လည်းအဆင်မပြေဘူးမြက်တွေရှိတော့လေနော်အခုရေပြအကွာဝေးစိတ်ကားနဲ့တမိုင်ကျော်နာရောက်နေပြီတမိုင်ခွဲလောက်ရောက်နေပြီအရှိတ်ဘက်ကဆက်သွားရင်တော့အဆင်မပြေဘူးတွားလို့ရတယ်နော်ဒါပေမဲ့ကျွန်တော်တခြားပုတ်တွေအများကြီးထားရပဲပြန်ကြည့်ချင်တယ်ဆိုတော့ဒီကနေကျွန်တော်ပြန်ခောက်ပြန်မယ်ကဲအခုကတော့လေတိုက်ပြီးတော့မြူတွေနော်မြူရန်ထူနေပါပြီကျွန်တော်တို့ဟိုဘက်ချောင်းပြန်မယ်နောက်ပြီးတော့ဒီဖြန်နေပုံများတဲ့ Timber စိတ်ကံပေါ့နော် boat docks ဘက်ကိုပြန်သွားမယ်နော်လီစီရဲ့လူတွေရောတင်ဘောစီရဲ့လူတွေရောနော်ခနုံးခရအစုံပါပဲဒီကလူကြီးတယောက်ကတော့ဒီကိုတိချင်တဲ့ information တွေကိုလေနဲ့လော်ပြီးလိုက်ပြောပြရတယ်နော်တို့ဒီအစိုးရဝန်ထမ်းပေါ့နော်ဒီကတယောက်ပေါ့ဒီ territory မှာလောတယောက်ပါသူကတိချင်တဲ့ trace တွေအကြောင်းမေးလို့ရပါတယ်ဆိုမှလာပြော nice he got all the infoကဲတရားအောက်ထဲပြန်ကြော်မယ်နော်တရားအောက်ကနေပြန်ဖြတ်မယ်ဒီ line တွေကတော့ဒီဘက်ကနည်းနည်းကျန်းတယ်နော်ဒီအောက်နားမှာပေါ့ဟိုပင်လယ်အဝင်နဲ့ဒီဘက်ကကုန်းထဲအဝင်နဲ့နှစ်ခုဆက်တဲ့ကြားမှာဆိုတော့ line တွေနည်းနည်းကျန်းမယ်နော်ဒီနားမှာတော့နည်းနည်းပို့ပြီးတော့စပိန်ကိုဒီ hydro bike ကိုနင်းပေးရမယ်နော်ဘာဖြစ်လို့ဆိုဒီအောက်မှာအခုဒီတရားအကျော်ဆိုတော့ current ရေ line နေနဲ့ strong ဖြစ်တယ်နော်နည်းနည်းဖယ်ရရမယ် seat လည်းပြန် adjust လုပ်ရမယ်တရားတော့ကျော်သွားပြီဟိုဘက်အနောက်ချမ်းကိုတွားရင်တော့ပင်လယ်ဘက်ကိုရောက်တယ်နော်ပင်လယ်ဘက်ကိုမတွားဖိုင်းဘူးပင်လယ်ကနေဝေးသွားလို့ရှိရင် rescue team coast guard တွေကိုခေါ်ရအောင်မို့လို့ပါနော်အခုကျွန်တော်တို့ကကြတော့ဒီပင်လယ်ဘက်အချမ်းမဟုတ်တဲ့ဘက်ကိုဝင်ခိုင်းပါတယ်နော်သူ guide ပြတဲ့အတိုင်းပေါ့နော် more hey စပိန်စီကနေတော့မတူဒီဘက်ချမ်းတော့အနက်နဲ့နမ်းမယ်နော်ဒီလိုညက်တွေရှိတော့ဒီလိုရဲ့ညက်ချီးပါနေပေါ့နော်ရော်ပြီးတော့ကန်းနာဆိုတော့ရေညီးတို့ညက်ချီးတို့ရှိမယ်နော်ဒီကြောက်ဆောင်တော့အဓိကတဲတောင်ပြင်မှာကတော့ညက်တွေအဲ့လောက်ထိမနာအောင်နော်share ပဲနော်ဒါမျိုးရှိရတော့မသိဘူးဒီနောက်လည်းခုမှရောက်ဘူးလားဒီလိုရှိလိမ့်မယ်လို့လည်းမထင်ထားဘူးပြီးတော့ share ပဲလာတယ်နော် recommend ပေးပါတယ်ကဲကျွန်တော်တို့ထွက်တဲ့နေရာကိုပြန်ရောက်ပြီနော်အဖိုးကြီးကတော့စောင့်နေတယ်သူ့ရဲ့စပိန်လေးကိုပြန်တိန်းဖို့နော်သူ့မှာစုပေါင်းကျွန်တော်တွေ့ရ8စီးရှိရပါတော့ဒီရေနားမှာချထားကဲဒီနေ့ကတော့ပြီးပါပြီပြီးရင်ကျွန်တော်ပြန်ပြောပြမယ်နော်အနီးကပ်ရိုက်မယ်ကဲရောက်ပါပြီ all right Pull you back a little bit, make some room for her. Yeah. Awesome. I shed a tear. ဒီဘက်မှာတော့ခရက်သမားတွေနော်ကျွန်တော်ဆောလာမှန်နဲ့မဟုတ်ဒီရိုင်းနဲ့တွေ့ပြီးတော့ရေချောင်းတွေကိုပြေသွားပါလိမ့်မယ်ကဲဒီနေ့ကတော့ဒီလောက်ပဲအားလုံးကျေးဇူးတင်တယ်ကျွန်တော် Foodieway apps ပါကျွန်တော်ဒါပြီးချမ်းညာပြန်သွားမယ်နော်ကျေးဇူးတင်တယ် God bless see you next time They're the same size as the brown pelicans that you see bombing, but the white ones, they don't hang out with the brown ones, and they don't have the same. Segregated. But they have completely different behaviors too. Oh, okay. Like the white pelicans will line up like synchronized swimmers, and just they're like this, and they're almost like herding the fish, and then they scoop all at the same time. Oh wow! Yeah, Kind of like it's fun to watch. Yeah, kind of like the dolphins do. They do that too. Yeah, they herd them in. They encircle them and they get, they don't let them go and then they get them. Yeah. They do saw the any same of those thing. then, huh? Probably just the brown ones. No, sometimes they come more like in the summertime, right? Like Oh, more Yeah, like you know June. where you see them is
there's in Watsonville. ဒီဘုတ်ဆောင်တဲ့အဖိုးကြီးနဲ့အဖွားကြီးကတဘောရန်ကောင်းတယ်เนาะကျွန်တော်တို့တေချာရှင်းပြရတယ်ပြီးတော့နောက်တစ်ခါလာရင်promotion discount ပို့ရှိရဆိုမှပြောရเนาะမစိုးပါဘူးတို့ရဲ့ဒီ service အရင်ကောင်းတယ်เนาะ